ဒီနေ့မှာတော့အိမ်တလုံးဝယ်တော့မယ်ဆိုရင်ဘာတွေတည်ထားရမလဲဆိုတဲ့ step by step buyer guide ကိုအသေးစိတ်ပြောပြပေးပါမယ်အိမ်ဝယ်တဲ့ဆိုတာအိမ်အရင်လိုက်ကြည့်ရတာမဟုတ်ပဲဒီအဆင့်တွေတိုင်းတွားရတာပါအဆင့်တစ် financial readiness ငွေကြေးပြင်ဆင်မှုပထမဆုံးအနေနဲ့တင်းရဲ့ credit score ကိုစစ်ဆေးရပါမယ်။ down payment အတွက်ကတော့အများကြီးစိုးရိမ်စရာမလိုပါဘူး။ FHA လုံးမှာဆိုရင် down payment 3.5 ပဲလိုအပ်ပြီး conventional လုံးမှာဆိုရင် down payment 3% နဲ့တင်အိမ်ဝယ်လို့ရပါတယ်။အကယ်၍တင်ဟာစစ်မှုထမ်းဟောင်း veteran တယောက်ဆိုရင် 0% down payment နဲ့တောင်အိမ်ဝယ်လို့ရပါတယ်။အဆင့်နှစ်မှာတော့ pre-approval ချေးငွေအတည်ပြုချက်ရယူခြင်းဒါကအရေးကြီးဆုံးအဆင့်ပါအိမ်လိုက်မရှာခင်မှာတင့်ဘဏ်ကနေတင့်ကိုငွေဘလောက်ထိချေးပေးမလဲဆိုတာကိုအရင်သိထားရပါမယ်တရင်ကောင်းကတော့ကျွန်တော်တို့ရုံးမှာတင် mortgage loan originator ရှိတဲ့အတွက်ဒီ pre-approval ကိုတနေရာထဲမှာအမြန်ဆုံးရအောင်ကျွန်တော်တို့လုပ်ပေးနိုင်ပါတယ်အဆင့်3အနေနဲ့ home search အိမ်ရှာဖွေခြင်းငွေကြေးအဆင့်တင်ဖြစ်ပြီးဆိုမှတင့်စိတ်ကြအိမ်ကိုစတင်ရှာဖွေမှာပါဥပမာအနေနဲ့ DeKalb County နဲ့ Gwinnett County တဝက်မှာဆိုရင်ဈေးကွက်ထဲမရောက်သေးတဲ့ off market အိမ်တွေကိုလည်းကျွန်တော်ရှာဖွေပေးလို့ရပါတယ်အဆင့်၄မှာတော့ making an offer and closing ဈေးကန့်လန့်ခြင်းနဲ့ပိုင်ဆိုင်မှုလွှဲပြောင်းခြင်းဈေးကွက်ထဲမှာအိမ်တစ်လုံးကိုအပိုင်ရဖို့ဆိုတာမှန်ကန်တဲ့ကန့်လန့်မှု strong offer လုပ်ဖို့လိုပါတယ်ကျွန်တော်ကိုယ်တိုင်ဈေးညှိပေးမှာဖြစ်တယ်လို့အိမ်စစ်ဆေးမှု inspection တွေကအစအိမ်တော့ရတဲ့အထိဘေးနားကနေအစဆုံးကူညီပေးသွားမှာပါဒါကြောင့်အိမ်ဝယ်ဖို့စတင်ခြင်းလဲဆိုရင်ပထမဆုံးအဆင့်အနေနဲ့ pre-approval အတွက်ကျွန်တော်စီကိုအခုပဲဖုန်းဆက်ပါတင်းရဲ့ဝင်ငွေနဲ့ credit အပေါ်မူတည်ပြီးဘယ်လောက်တန်တဲ့အိမ်ကိုဝယ်နိုင်မလဲဆိုတာကျွန်တော်ချက်ချင်းတွက်ချက်ပေးပါမယ်ပြီးတော့ value လို့ comment ပေးတဲ့အိမ်ရောင်းချင်သူများအတွက်ကျွန်တော်ဖြည့်ပေးရမယ်ဆိုရင်အိမ်တစ်လုံးကိုအမြန်ရောင်းထုတ်ဖို့ကဈေးနှုန်းတင်ယုံနဲ့မရပါဘူးအိမ်ရဲ့ first impression နဲ့မှန်ကန်တဲ့ဈေးကွက်ပေါက်ဈေးရှိဖို့လိုပါတယ်။တဲ့အိမ်ရဲ့လက်ရှိပေါက်ဈေးကိုသိဖို့အတွက်အိမ်လိပ်စာကို message box ကနေပို့ပေးထားပါကျွန်တော်အခမဲ့ valuation report တွက်ချက်ပေးပါမယ်။ပြီးတော့ loan လို့ comment ပေးပြီးချင်းငွေလို့ချင်းသူများအတွက်အိမ်မရှာခင်မှာတင်းရဲ့ချင်းငွေပမာဏဘယ်လောက်ရမလဲဆိုတာသိဖို့ကအရေးကြီးဆုံးပါကျွန်တော်စီမှာအကျိုးဆောင်ရောချင်းငွေဝန်ဆောင်မှု mortgage ပါတနေရာထဲမှာရပါတယ်အရင်ဆုံး pre-approval ရဖို့အတွက်လိုအပ်တဲ့စာရွက်စာတမ်းစာရင်းကိုတည်ချင်ရင်ကျွန်တော်စီကိုအခုပဲဖုန်းဆက်လိုက်ပါမရှင်းမလင်းတာရှိရင်ဒါမှမဟုတ်အခုပဲစတင်ချင်တယ်ဆိုရင်ကျွန်တော်ရဲ့ cell phone ဖြစ်တဲ့678-414-4210ကိုဓာတ်ရိုက်ဆက်သွယ်လိုက်ပါကျွန်တော် Able အောင်ကတင်တော့အတွက်အမြဲအဆင်သင့်ရှိနေပါတယ်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးလို့အားလုံးကိုကျေးဇူးတင်ပါတယ် USA မှာအိမ်အယောင်အဝယ်စည်းကမ်းတွေအမြဲတမ်းအပြောင်းလဲရှိနေတဲ့အတွက်ကျွန်တော်အမြဲတမ်းတင်တဲ့ update တွေကိုမကြည့်ဖြစ်ဘူးဆိုရင်တည်ထားတဲ့နာတွေလွတ်သွားပါလိမ့်မယ်ဒါကြောင့်ကျွန်တော်ရဲ့ဒီ page ကို follow မလုပ်ရသေးဘူးဆိုရင် follow အခုပဲလုပ်ထားလိုက်ပါနောက်ဆုံးလဲကျွန်တော် real estate နဲ့ပတ်သက်ပြီးတော့ update မြောက်များစွာကိုဒီကျွန်တော်ရဲ့ page ကနေတင်ပေးသွားမှာဖြစ်ပါတယ်အားလုံးပဲရှင်လန်းချမ်းမြေ့ကြပါစေ